Hello မဆုဒီမန့်လေးကိုအရင်သဘောကျလို့ပါဂေးတွေနဲ့ပို့လိုက်ဖတ်တာဆိုတဲ့အဲ့တော့မဆုဗီဒီယိုတစ်ပုဒ်မှာကဒီရွှေပါတဲ့အယောင်ပြောင်းလေးအဝိုင်းကမဆုဒီဂေးတွေနဲ့ပို့ပြီးတော့မှအဆင်ပြေလို့ပြောထားတယ်ပေါ့နော်အဲ့တော့ဒီကောင်ကကျတော့ယောက်ျားလေးမိန်းကလေးအကုန်လို့ဆိုလို့ရတယ်ဂေးတွေနဲ့ဘာလို့လိုက်ဖတ်ရအောင်ပြောတာလဲဆိုလို့ရှိရင်ဒီမှာကြည်တာယောက်ျားအရင်မှာကြီးသူဆိုလို့ရှိရင်နှကန်းဒီတစ်ခါမှမဆိုးဘူးစလိတ်တောက်ထားတဲ့နှကန်းတော်မှာသူ့ရဲ့နှကန်းသားနဲ့မျက်နှာနဲ့အယောင်တစ်ထက်ထဲကြတယ်ပေါ့နော်ဒါသူ့အပြင်မှာအသားညိုပါတယ်အပြင်မှာပို့ပြီးတော့မှလိအဝိုင်းကအရင်လှတယ်ပေါ့နော်အဲ့ဒီတော့နှကန်းကြီး heavy ကြီးစိုးတာထဲမဆိုး LGBT တွေ gay တွေဆိုလို့ရှိရင်ဒါမျိုးဆိုးလိုက်တာနဲ့နှကန်းဖူးဖူးလေးနဲ့ပန်းရောင်တန်းလေးတဘာဝဆက်ဆံလေးဖြစ်နေတာကပို့ပြီးတော့မှအဆင်ပြေချောင်းကိုပြောပြတာဟုတ်ပါတယ်အဲ့ဒီတော့အချစ်ခံရတဲ့ gay လေးတွေ LGBT လေးတွေလည်းလက်ဆောင်ရသိနေတော့အချစ်ခံရတဲ့သူတွေပဲရမယ့်ရွှေအစ်စ်ပါတဲ့အယောင်ပြောင်းလေးအဝိုင်းဖြစ်ပါတယ်အဲ့တော့ကိုတရားရကန်တော့အချစ်ခံရတယ်လို့ယုံကြည်ရဆိုလို့ရှိရင်တော့ကိုရဲ့လူကိုမရှင်းခေါ်လိုက်ပါဝယ်ပေးပါလို့ပူဇော်လိုက်ပါရှင်တချောင်းကိုမှ32,500ပဲပေးရတယ်ဒါလေးကိုမှမဝယ်ပေးဘူးဆိုလို့ရှိရင်တော့သူကိုတကယ်မချစ်ဘူးလို့ခက်ယူလိုက်ပါရှင်နော်